တရှောက်ဝေမတည်ငြိမ်တဲ့ဖြစ်တဲ့သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြားလေဆုံတွေ့စဉ်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောက်နေတဲ့ခရီးဘယ်သူတွေအမှားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးသပ်မလဲဒီတနေ့တာအစိုးကောင်းများရဲ့အဖြစ်ညအိယာလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမှားလို့လေပဲမမြင်ငါဒီဟုခဲ့တော့အစွဲမြင်ဝါတာတင်ပဲလို့ငြိမ်းချမ်းရာတင်ပါရီပြင်းစင်ထားတင်တယ်လေဖုံးလွှမ်းနေပြီလားလီဆိုတာကန်ကတ်ခါရင်ငြိမ်းချမ်းဆုံးတရားအမြဲရှိနေမှာဒီတွင်သူဟာလေကိုပင်ကန်ကတ်ထားဖို့မဟုတ်ရပါလားဘဝလောကတဲ့အချိုးကွေမှာလေခံပါစေလှိုင်းပုတ်ပါစေနေရာမှာတရားသဘောများကိုအိုးလူသားတင်တီးပါအစိုးကောင်းများရဲ့အဖြစ်ညအိယာလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမှားလို့လေပဲ